ဟုတ်ကဲ့ပါအစီအစဉ်နှစ်အရာနိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်မှတက်ရောက်လာကြသောမြန်မာလူထုအပရိသတ်များအတွက်ဩဝါဒမွတ်ကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်တမ်းထွက်ဘူးလားမသိထွက်ပြီလားအခုလိုမြန်မာနိုင်ငံကနေပြီးတော့စင်ကာပူရောက်နေတဲ့ကျမတို့ရဲ့ဆွေမျိုးမိတ်ဆွေအားလုံးကိုတွေ့ရတဲ့အတွက်အင်တာမဝမ်းသာပါတယ်အထူးဖြင့်ကျမစင်ကာပူမှာဒီလိုတွေ့နိုင်တာကိုဝမ်းသာတာဘာဖြစ်လို့လဲဆိုတော့စင်ကာပူနိုင်ငံသားများဟာလွန်ခဲ့တဲ့ရွေးကောက်ပွဲမှာစင်ကာပူနိုင်ငံကိုရောက်နေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားများဟာလွန်ခဲ့တဲ့ရွေးကောက်ပွဲတုန်းကနိုင်ငံသားများရဲ့တာဝန်ကိုသိရှိစွာနဲ့တက်တက်ကြွကြွပါဝင်တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်လို့ဖြစ်ပါတယ်ကျမဘယ်နိုင်ငံရောက်ပေါ့နော်မြန်မာပြည်ကလာတဲ့ပြည်သူပြည်သားတွေနဲ့တွေ့ဖို့ကြိုးစားပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့မြန်မာနိုင်ငံကထွက်လာတဲ့သူအားလုံးဟာကျမတို့ဆွေမျိုးရင်းချတွေပဲလို့ဒီလိုပဲစိတ်ထားမှထားပါတယ်အားလုံးဟာလည်းအခုအချိန်မှာမြန်မာနိုင်ငံသူနိုင်ငံသားတွေတော့မဟုတ်တော့ပါဘူးတခြားနိုင်ငံတွေနိုင်ငံသူနိုင်ငံသားခံထားတာတွေရှိပါတယ်ဒါပေမဲ့ကျမတို့မခွဲကြပါဘူးဒါအားလုံးမိသားစုတစုလဲလို့ပဲစိတ်ထဲမှာထားပါတယ်ဒါပေမဲ့နိုင်ငံသူနိုင်ငံသားများဖြစ်နေစေသူများဟာနိုင်ငံသူနိုင်ငံသားများရဲ့တာဝန်ကိုကျေပြွန်နေဆိုလို့ရှိရင်ကျမတို့အင်ပတာမအားရပါတယ်အင်ပတာမပဲကျမတို့ရဲ့အနာဂတ်အတွက်မျှော်လင့်ချက်ပြည့်တယ်လို့ယူဆပါတယ်ဒါကြောင့်စင်ကာပူနိုင်ငံမှာရောက်နေတဲ့ကျမတို့နိုင်ငံသူနိုင်ငံသားများဟာရွေးကောက်ပွဲမှာဘာဖြစ်လို့ဒီလောက်တောင်မှတက်တက်ကြွကြွပါဝင်ကြတာလဲဆိုတော့ကျမအများကြီးစဉ်းစားပါတယ်တကမ္ဘာလုံးမှာရွေးကောက်ပွဲမှာပါဝင်နိုင်တဲ့နိုင်ငံသူနိုင်ငံသားများရှိပေနဲ့စင်ကာပူကရောက်နေတဲ့နိုင်ငံသူနိုင်ငံသားများလောက်စိတ်ကန်းရှိတက်တက်ကြွကြွနဲ့ပါဝင်ခဲ့တာမရှိလို့ကျမဒီမိကုံကိုမေးရတာပါဒီနိုင်ငံမှာဘာအတွေ့အကြုံတွေရခဲ့လို့ဒီလိုနိုင်ငံပေါ်မှာတာဝန်သိတဲ့စိတ်ဓာတ်တွေဖြစ်လာတာလဲဆိုတာကိုကျမစဉ်းစားတာပါကျမတို့နိုင်ငံသူနိုင်ငံသားများတာဝန်သိတဲ့စိတ်ရှိမှကျမတို့ရဲ့ပြည်ထောင်စုကြီးကိုအောင်မြင်နဲ့ထူထောင်နိုင်မှာဖြစ်ပါတယ်တကယ်တော့နိုင်ငံတနိုင်ငံရဲ့တယံဇာတဆိုတာဟာတကယ်နိုင်ငံတနိုင်ငံရဲ့ယတနာဆိုတာအဲ့ဒီနိုင်ငံကပြည်သူပြည်သားတွေပါပဲအခုစင်ကာပူနိုင်ငံကိုကြည့်လိုက်မယ်ဆိုရင်နိုင်ငံလေးဟာအင်တာမသေးပါတယ်လူမျိုးပေါင်းစုံနဲ့လှုပ်ထားတဲ့နိုင်ငံလေးဖြစ်ပါတယ်ဒါပေမဲ့ကမ္ဘာအလယ်မှာအင်တာမအလေးစားခံရတဲ့တိုးတက်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ကျမတို့နိုင်ငံဟာလည်းဒီလိုမတိုးတက်နိုင်စရာအကြောင်းမရှိပါဘူးဒါပေမဲ့တိုးတက်ဖို့အောင်မြင်ဖို့ဆိုတာအဓိကအားဖြင့်တော့ကျမတို့ပြည်သူပြည်သားတွေရဲ့စိတ်ဓာတ်ပေါ်မှာမူတည်ပါတယ်မြန်မာနိုင်ငံဟာတယံဇာတာသဘာဝတယံဇာတာပစ္စည်းအင်တာမပေါ်ကျွယ်တယ်ဆိုပြီးတော့ချီးမွမ်းကြပါတယ်ဒါတော့ကျမအနေနဲ့တော့ချီးမွမ်းစရာကိစ္စမဟုတ်ဘူးလို့ပဲထင်ပါတယ်ဒါသဘာဝအရာဖြစ်လာတာပဲပထဝီအနေထားအရာဖြစ်လာတဲ့ကိစ္စဖြစ်ပါတယ်ကိုယ့်ဘာကိုစူးစမ်းယူလို့ကိုယ့်ပြည်သူပြည်သားတွေအစွန်းစွာနဲ့ဖြစ်လာတဲ့ယတနာတွေမဟုတ်ပါဘူးပြည်သူပြည်သားတွေနဲ့ရဲ့အစွန်းစွာနဲ့ထူထောင်တဲ့တဟာဇာတယတနာပစ္စည်းများဟာဒါတကယ်တန်ဖိုးရှိတာပါဒါကြောင့်ကျမတို့ပညာရေးစနစ်ကိုအင်တာမအလေးထားတယ်ဆိုတာဒါပါပဲပညာရေးစနစ်ကနေပြီးတော့တဆင့်ကျမတို့ရဲ့ပြည်သူပြည်သားများဟာပြည်သူပြည်သားများရဲ့တာဝန်ကိုပြည့်ပြည့်ဝဝထိထိရောက်ရောက်ထမ်းဆောင်နိုင်အောင်လို့ကျမတို့ရည်ရွယ်တာဖြစ်ပါတယ်ရွေးကောက်ပွဲတုန်းကတော့ဘယ်လိုရည်ရွယ်ချက်နဲ့စင်ကာပူကကျမတို့နိုင်ငံသူနိုင်ငံသားအများစုက NLD ကိုမဲထည့်ခဲ့တယ်လို့ကျမမသိပါဘူးဒါပေမဲ့ဒီရည်ရွယ်ချက်ဟာကောင်းတဲ့ရည်ရွယ်ချက်လို့ကျမမျှော်လင့်ပါတယ်ကောင်းတဲ့ရည်ရွယ်ချက်ဆိုတာကျမဘယ်လိုဆိုလိုတာလဲဆိုတော့ကျမတို့ရဲ့ပါတီကိုအတွက်မဟုတ်ဘဲနဲ့နိုင်ငံအတွက်မဲထည့်တယ်လို့ကျမဒီလိုပဲမျှော်လင့်ပါတယ်နိုင်ငံအတွက်မဲထည့်မှလည်းကျမတို့ဒီမိုကရေစီစနစ်ကိုလိုချင်တယ်ဆိုတာဒါကြောင့်ပါပဲ
ကိုယ်နိုင်ငံရဲ့ကံကြမ္မာကိုပါဝင်ပြီးတော့ဖန်တီးပိုင်ခွင့်ကိုပေးထားတဲ့စနစ်မလို့ပါကိုမဲလေးတမဲနဲ့ကိုယ်နိုင်ငံရဲ့ကံကြမ္မာကိုအပြောင်းလဲဖြစ်အောင်လို့လုပ်နိုင်ပါတယ်ဒီမဲတွေတမဲတွေအားလုံးစုလိုက်တော့မှအဲ့ဒီမဲတွေရဲ့အင်အားနဲ့ကိုလိုချင်တဲ့ပြောင်းလဲမှုဘက်ကိုဥတည်နိုင်တာပါအဲ့တော့အခုရွေးကောက်ပွဲကတော့ပြီးသွားပြီကျမတို့ NLD ကနေပြီးတော့လဲနိုင်ငံရဲ့အစိုးရတာဝန်ကိုယူရပြီဆက်ပြီးတော့ဘာတွေဖြစ်မလဲဆိုပြီးတော့တွေးနေတဲ့သူတွေလည်းရှိမှာပေါ့ကျမတို့အမြဲပဲပြောပါတယ်မျှော်လင့်ချက်တွေကတော့အများကြီးပဲဒါပေမဲ့မျှော်လင့်ချက်ဆိုတာဟာအလုံးနဲ့စ조사မှုနဲ့ဝိရိယနဲ့မှပေါ်ထုတ်လို့ရမယ်ထိုင်ပြီးတော့မျှော်လင့်နေလို့မရဘူးမျှော်လင့်ယုံနဲ့မပြီးဘူးဆိုပြီးတော့ကျွန်တော်အမြဲပဲပြောပါတယ်အဲ့တော့ကျမတို့အခုမြန်မာနိုင်ငံမှာဘယ်လိုအခြေအနေရောက်နေပဲလို့ပြောရမယ်ဆိုလို့ရှိရင်ရုန်းကန်နေသေးပါပဲဒါနှစ်ပေါင်းများစွာဆယ်စုနှစ်ပေါင်းများစွာကအခြေခံအောင်လုပ်ခဲ့တဲ့စနစ်တစ်ခုပြောင်းဖို့ဆိုတာဟာနေချင်းညာချင်းမဖြစ်နိုင်ပါဘူးဒါပေမဲ့ကျမတို့တာဝန်ယူပါတယ်ဒီရွေးကောက်ပွဲမှာဝင်ပြီးတော့ရှင်ပြိုင်ကြတဲ့ဒီနိုင်ငံရဲ့တာဝန်ကိုယူဖို့အဆင်သင့်ရှိလို့ရှင်ပြိုင်ခဲ့တာပါဒီတာဝန်လည်းယူထားတယ်ဒီတာဝန်ကိုလည်းကျမတို့မကြောက်ပါဘူးတာဝန်ကကြီးလေးတယ်ဆိုတာအစတည်းကသိပြီးသားပါလွယ်မယ်ထင်လို့ကျမတို့ဒီတာဝန်ယူတာမဟုတ်ပါဘူးဒါနဲ့မလွယ်တဲ့တာဝန်ကိုထမ်းဆောင်တဲ့အခါမှာတော့ကျမတို့နိုင်ငံသူနိုင်ငံသားများအားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုဟာအင်မတန်မှအရေးကြီးပါတယ်အခုပထမကျမတို့အခု6လတည်းရောက်သွားပြီပေါ့နော်ဒီပထမ6လအတွင်းမှာဆိုရင်အဓိကကျမတို့ဦးစားပေးပြီးတော့လုပ်နေတာကိစ္စရင်းနှစ်ခုဖြစ်ပါတယ်တစ်ခုကတော့ပြည်တွင်းငြိမ်းချမ်းရေးနောက်တစ်ခုကတော့ကျမတို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးပါပဲဒီနှစ်ခုကဘယ်လို့မှခွဲခြားလို့မရပါဘူးငြိမ်းချမ်းရေးမရှိဘဲနဲ့တိုးတက်ရေးဆိုတာလည်းရေရှည်ကျမတို့ထိန်းထားလို့မရဘူးတိုးတက်မှုမရှိဘဲနဲ့လည်းငြိမ်းချမ်းရေးဆိုတာဟာအမြဲခိုင်မာမယ်လို့ကျမတို့အာမခံလို့မရဘူးဒါကြောင့်ဒီနှစ်ခုကိုကျမတို့အလေးထားပြီးတော့ဒီပိုင်းနဲ့တည်းလုပ်နေတာဖြစ်ပါတယ်အတိုင်းအတာတစ်ခုထိတော့ကျေနပ်တယ်ဒါပေမဲ့ဘယ်တော့မှကျမတို့ကတော့အပြည့်အဝကျေနပ်မှာမဟုတ်ပါဘူးအပြည့်အဝကျေနပ်ပြီဆိုလို့ရှိရင်ဝိရိယလျော့သွားမယ်ကြိုးစားမှုလျော့သွားမယ်ဒါကြောင့်မလို့ဘယ်တော့မှတော့ကျမတို့ကအပြည့်အဝကျေနပ်တယ်ဆိုတော့မရှိနိုင်ဘူးဆိုပေမဲ့လည်းကျမတို့စ조사ရတဲ့အတိုင်းအတာပေါ်မှာတော့ကျေနပ်ပါတယ်ကျမတို့စ조사ခဲ့တာအခု6လအတွင်းမှာတကယ့်ကိုတတ်နိုင်မှကျမတို့စ조사ခဲ့ပါတယ်မလွယ်လဲမလွယ်ပါဘူးပြည်သူပြည်သားတွေအများစုကတော့နားလည်မှုပေးပါတယ်ပြောင်းစရာတွေကအများကြီးရှိတယ်လှုပ်စရာတွေကအများကြီးရှိတယ်အားလုံးကိုယ့်နေရာကနေကိုယ့်တာဝန်ကိုကျေပြွန်အောင်လုပ်မယ်ဆိုလို့ရှိရင်အောင်မြင်နိုင်မယ်ဆိုတဲ့စိတ်ဓာတ်ရှိကြလို့ကျမအင်တာမှာအားတက်ပါတယ်ကျမတို့ရွေးကောက်ပွဲမတိုင်မီရဆိုလို့ရှိရင်အရင်5-6နှစ်လောက်တုန်းကပေါ့နော်ကျမတို့ပြည်သူပြည်သားတွေနဲ့တွေ့တဲ့အခါမှာစကားပြောတဲ့အခါမှာတချို့ကမေးကြတယ်ဒီမိုကရေစီဘယ်တော့ရမလဲတဲ့အဲ့တော့ကျမအမြဲပဲပြောတယ်ဒီမိုကရေစီဘယ်တော့ရမလဲဆိုတာသိကျင်နေကိုယ်တိုင်ဒီမိုကရေစီအတွက်ဘာလုပ်ပေးနေလဲဆိုတော့ပြန်မေးလိုက်ကိုလုပ်နေတဲ့အတိုင်းအတာအထိပဲမြန်ရမယ်လို့ကျမအမြဲဖြေခဲ့တယ်အဲ့တော့အခုဆိုလို့ရှိရင်ကျမတို့ပြည်သူပြည်သားများဟာမြန်မာနိုင်ငံဟာဘယ်လောက်မြန်ဖွံ့ဖြိုးတိုးတက်မလဲဆိုရင်လည်းကျမဒီအတိုင်းပဲဖြေမယ်ကိုပြန်မေးလိုက်ငါနိုင်ငံတိုးတက်ရေးအတွက်ငါဘယ်လောက်ရှိလုပ်နေလဲဆိုတာမေးပါအဲ့ဒီဘာမှမေးပြီးတော့မှအဖြေရှာပါတခြားလူတွေဘာလုပ်နေလဲလို့ကြည့်မဲ့စာကိုဘာလုပ်နေလဲဆိုတာကိုပထမဦးဆုံးကိုပြန်ကြည့်ဖို့လိုပါတယ်လို့ကျမသတိပေးပြစီ